ကဘာပေါ်မှာငါးတစ်တာစာရင်းတစ်မျိုးတည်းပဲစားစရာကြံတော်မယ်ဆိုရင်ဘလို့ဖြစ်မလဲအပြောင်းလဲဖြစ်အောင်သူတို့ကငါးတစ်တာတွေကိုအချောက်လန်းစားကြတယ်ပြုတ်စားကြတယ်ကြော်စားကြတယ်နောက်ဆုံးမုံချိုချင်းလှုပ်စားတာဖျော်ရည်လှုပ်တော့တာအပြင်ကလေးတွေကိုတော့နူးမုံအစားတိုက်ကျွေးဟဲကြတာပေါ့မျိုးတွေကိုလူစန်းတယောက်ရောက်မလာခင်အထိပေါ့အဲ့ဒီလူကကလေးတွေဟာသူ့ရဲ့ရှူဖနက်ကျိုးကိုမချီနိုင်ကြတာကိုမြင်ပြီးချက်ချင်းချေဆွနိုင်တဲ့အရေးသမီးကိုတီးထွင်းလိုက်ပါတယ်အဲ့ဒါကိုခြေထောက်ပေါ်ဖျန်းလိုက်ရုံပါပဲဖန်သားလူကြီးလင်းနဲ့ဖနက်တစုံအစင်သင့်ဖြစ်သွားပြီမဲ့ဒီဖနက်တွေကပြန်ချွတ်ဖို့ကြတော့အရန်ခက်ခဲနေခဲ့တာပါသူ့ရဲ့အတန်းဖော်တွေကသူ့ကိုလူစန်းကျူးလို့ခေါ်ပြီးလောင်ပြောင်ခဲ့ကြပါတယ်သူအိမ်ပြန်ရောက်တဲ့အခါအဲ့ဒီဖနက်ကိုသွားနဲ့ကိုက်ကြည့်တယ်ဝက်ဦးလဲနဲ့ကလော်ကြည့်တယ်ကကြီးနဲ့ညှက်ကြည့်တယ်အမာခံပစ္စည်းတွေနဲ့ထုရိုက်ကြည့်ပေမဲ့မရခဲ့ပါဘူးသူအရန်စိတ်တက်ကြသွားတဲ့အခါသူ့အမေကကြီးကျယ်တဲ့သိပ္ပံပညာရှင်ကြီးတွေဆိုတာတချင်းကလူစန်းကြီးတွေလိုအခေါ်ခံရဘူးတာပဲဆိုပြီးနှစ်သိမ့်ပေးခဲ့ပါတယ်သူ့အမေကသိပ္ပံပညာရှင်ဝစ်စုံလေးတောင်ယူပေးခဲ့လို့သူ့ရဲ့တီထွင်လိုစိတ်ကplanလေနိုးထားလာခဲ့တာပေါ့မကြခင်မှာပဲသူဟာအဝေးထိန်ခလုံးနဲ့ TV ကိုတီထွင်ခဲ့ပြီးမြဲ TV ဖွင့်လိုက်တဲ့ခဏမှာပဲသူဟာအိမ်ကနေထွက်ပြေးခဲ့ရပါတယ်အသက်10နှစ်မှာသပင်ပေါက်စီတီထွင်ခဲ့ပြီး73နှစ်မှာတော့ပြန်သားနိုင်တဲ့ကားကိုတီထွင်ခဲ့ပြန်ပါတယ်အသက်16နှစ်မှာတော့ကြက်တကောင်နဲ့ကြွက်တကောင်ကိုလှောင်ရင်းတစ်ခုတည်းထည့်လိုက်ရကနေပြန်လွှားကြက်ကြွက်လီမွေးဖွားလာခဲ့တာပေါ့အသက်20အရွယ်မှာတော့လူတိုင်းကိုငါးသက်တာပဲစားနေရတဲ့ဘဝကနေကဲတင်ဖို့အတွက်အစားအစာထုတ်လုပ်တဲ့စက်တလုံးတီထွင်ဖို့သူဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီစက်ထဲကိုရေလောင်းထည့်လိုက်ရုံနဲ့အစားအစာအမျိုးမျိုးထွက်လာမှာပါတကယ်ပဲဟမ်ဘာဂါပုံစံလေးတစ်ခုပေါ်လာခဲ့ပေမဲ့လျှက်စစ်အားမလုံလောက်တာကြောင့်ပုံစံမကျခဲ့ပါဘူးမရေမတွက်နိုင်တဲ့စမ်းသပ်မှုတွေလုပ်ပြီးနောက်မှာတော့သူဟာအဲ့ဒီစက်ကိုကောင်းရင်ပေါ်ပို့လိုက်ပါပဲတင်တိုက်ထဲကမြူနင်းတွေနဲ့လျှက်စီးတွေကိုတုံးပြီးအစုံမဲ့စွမ်းရင်ရယူဖို့ပါပဲအကြိုက်အဆောင်ဆိုင်နေပေမဲ့ဘာတုံးပြန်မှုမှမရှိခဲ့ပါဘူးဒါပေမဲ့ရုတ်တရက်ဆိုသလိုကောင်းကင်ကနေချင်းဘတ်တစ်ခုကျလာခဲ့ပါတယ်အဲ့ဒီနောက်တန်ပုံးထဲမှာထူးဆန်းတာတွေဖြစ်လာခဲ့ပြန်တယ်တေချာကြည့်လိုက်တော့ဒိန်ကကျဲတပြားရှိနေတာပါမောဆန်းတဲ့အရာတစ်ခုဖြစ်တော့မှာပေါ့ဒါကိုမြင်တွေ့ရောက်တဲ့သူတိုင်းကောင်းကင်ကိုမှောက်ကြည့်နေစေချင်ပါပဲသူအောင်မြင်သွားခဲ့ပါပြီအယောင်စုံစုံနဲ့တင်တိုက်တွေကနေဟမ်ဘာဂါတွေမိုးရွာသလိုကျလာခဲ့ပါတယ်သူကတခုကိုဖမ်းယူပြီးကြိုက်စားကြည့်လိုက်တော့တကယ်စားလို့ရနေတာပါကောင်းကင်ကကျလာတဲ့အရာသာရှိဟမ်ဘာဂါတွေဟာလူတိုင်းကိုငါးသက်တာပဲစားရတဲ့ဘဝကနေလွတ်မြောက်စေခဲ့တာပေါ့တော့တယ်သတင်းကြီးညာသူကဟန်ဘတ်မြို့မှာဟမ်ဘာဂါမိုးရွာသွင်းတဲ့အကြောင်းမိုးလီဝတ္တသတင်းကိုစတင်ကြီးညာပါတော့တယ်ကျွန်တော်တို့မြို့မှာမနက်ဖြန်မနက်ပိုင်းအစားအစာမိုးရွာပါလိမ့်မယ်မနက်စားဖို့အပြင်းထားတဲ့အခါပကံပြားလေးတွေတဘာတဲ့ဇူဆောင်လာဖို့မမိကြပါနဲ့မွန်းတိုက်ချိန်မှာတော့ကြက်ပေါင်မိုးရွာပါလိမ့်မယ်အစားအစာတွေကိုစားသုံးခြင်းနဲ့ဘေးကင်းအောင်လည်းနေထိုင်ကြပါအောင်ဆိုပြီးတော့ပေါ့ဒါကတကယ်စိတ်လှုပ်ရှားစရာကောင်းပါတယ်သူတို့ကအရသာရှိပိန်ဟန်ရွဲတွေကိုခန်းစားရတော့တယ်မဟုတ်ညနေခင်းလက်ဖက်ရည်နဲ့ဂျယ်လီစီတွေကိုပါရရှိခဲ့ကြတာပါတီထွင်ထူဖလင်ဟန်စားမကုန်တဲ့အစားအစာတွေကြံနေလိမ့်မယ်ဆိုတာကိုကြိုမြင်ခဲ့ပြီးအစားအစာအညစ်အကြေးသိမ်းတဲ့ကားတစ်လုံးကိုလည်းကြိုတင်တီထွင်ထားပါသေးတယ်ကားထဲမှာအစာတွေပြည့်သွားရင်အဝေးကတောင်ပေါ်ကိုသွားပြီးဆွန့်လွတ်ကြတာပေါ့ဖလင်ဟာကျွင်းပေါ်မှာတရွဲကောင်းတစ်ယောက်ဖြစ်လာခဲ့ပါတယ်သူ့အဖေကတော့ဒါကိုစက်တိုက်ကန့်ကွက်နေခဲ့တာပါအကေ၍ဒီတိုင်းသာဆက်သွားနေရင်မမျော်လင့်နိုင်တဲ့ဘေးအန္တရာယ်ကြီးဖြစ်လာလိမ့်မယ်လို့သူကပြောခဲ့ပါတယ်ဒါပေမဲ့လောဘကြီးတဲ့သူတွေကတော့ဒါကိုဂရုမစိုက်ခဲ့ကြပါဘူးနောက်တနေ့မနေ့နိုးလာတဲ့အခါအပြင်မှာရေခဲမုန်တွေနှင်းသလိုကျနေတာပါဖလင်ဟာသူ့အဖေရဲ့အတိအမှန်အဖြူကိုရချင်တာကြောင့်သူ့အဖေကိုအနောက်တိုင်းစတိုင်စားတောက်ဆိုင်မှာစတိတ်ကျွဲဖို့ဖိတ်ခေါ်ခဲ့ပါတယ်ဒါပေမဲ့ထူးဆန်းတာတစ်ခုဖြစ်လာခဲ့ပြန်ပါတယ်ကောင်းကင်ကကျလာတဲ့စတိတ်သားတွေဟာတဖြည်းဖြည်းပိုကြီးလာတာပါသူ့အဖေပြောခဲ့တဲ့စကားတွေကတကယ်ဖြစ်လာတော့မှလားရုတ်တရက်ဆိုသလိုရေရဟော်တော်ကြီးကောင်းကင်ကကျလာပါတော့တယ်အဲ့ဒီအချိန်မှာပဲဖလင်ဟာတခုခုတော့မှားနေပြီဆိုတာသိလိုက်ပါတယ်သူဟာအစားအစာဆက်ကိုပိတ်ဖို့ဒါခွဲလန်းထဲကိုအပြေးလာသွားခဲ့ပေမဲ့မျိုးတော်ကြီးကရုတ်တရက်ဝင်လာခဲ့တာပါအကေပြီးဆက်ကိုပိတ်လိုက်ရင်ဖလင်ဟာလူတွေအားကိုးတဲ့ဒီရွဲကောင်းဖြစ်တော့မှာမဟုတ်ဘူးဆိုပြီးသူကပြောခဲ့ပါတယ်မျိုးတော်ကြီးရဲ့စကားတွေကြောင့်ဖလင်ဟာဆက်ကိုမပိတ်နိုင်ခဲ့အပြင်အစားအစာထုတ်လုပ်စွမ်းအားကိုပါတိုးမြင့်လိုက်မိသွားတော့တာပေါ့ကြီးကျယ်တဲ့ဘေးအန္တရာယ်ကြီးဟာကျွင်းကိုဝါမျိုးတော့မှာပါပေါင်ချိန်တောင်းတဲ့လီးလယ်မဲ့ဖလဲဒီတွေကောင်းကင်ကကျလာပြီးအိမ်တွေကိုရိုက်ခွဲပစ်လိုက်ပါတယ်အရဲရဒိုးနက်ကြီးတွေကလမ်းပေါ်ကလူတွေကိုလိုက်လံတိုက်ခိုက်နေခဲ့အရဲရပန်းကိတ်ကြီးတစ်ခုကတော့ကျောင်းတစ်ခုလုံးကိုဖိပစ်လိုက်ပါတယ်အဲ့ဒီအစားအစာမိုးဟာကဘာလုံးကိုဆက်လက်ပြက်အနှမ်းသွားခဲ့ပါတယ်နယူးယောက်မြို့မှာတိမ်မဲတွေဖုံးလွှားသွားခဲ့ပြီး Times Square ကကောင်းကင်ညံအဆောက်အဦတွေကိုဒိုးနက်တွေကတရဲဝင်တိုက်ခဲ့တာကြောင့်လူတွေထိတ်လန့်တကြားထွက်ပြေးခဲ့ရပါတယ်။ Paris က Eiffel မြို့ပေါ်ကိုတော့ပေါင်မိတ်တပြားကျလာခဲ့ပြီးဇလက်ရွက်ဝက်ပေါင်ဂျိုနဲ့ခရိုင်းကျင်တီးကိုပါဝင်မကြံနဲ့ပါလာခဲ့တာပါ။တရုတ်မဟာဒရန်ပေါ်ကိုတော့အရဲရပြောင်းဖို့ပါကြီးကျလာခဲ့ပြီးခီးသွွားတွေကိုအိမ်ပြန်သွားဖို့အချိန်တန်ပြီလို့တတိပေးနေတာပဲဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲဒီပြဿနာတွေအားလုံးရဲ့အရင်အမေးထည်တဲ့ဖလင်ဟာသူ့တငယ်ချင်းတွေကိုခေါ်ပြီးအစားအစာဆက်ကိုပိတ်ဖို့ကောင်းကင်ပေါ်ကိုပြန်တက်သွားခဲ့ပါတယ်။သူတို့တိမ်တိုက်ထဲကအထက်ကိုပြန်လွှားခဲ့ကြတာပေါ့။အဲ့ဒီအချိန်မှာအစားအစာဆက်ကမိုးရီတွေကိုအများစွာစုပ်ယုံနေပြီးသူ့ရဲ့အောက်မှာတော့အရသာရှိအစားအစာတွေကိုဆက်လက်ထုတ်လုပ်နေတာပဲဖြစ်ပါတယ်။ဘေးအန္တရာယ်ကိုမကြောက်ဘဲသူတို့ဆက်ထဲကိုထိုးဖောက်ဝင်ခဲ့ကြပါတယ်။အဲ့ဒီနောက်ဆက်ရဲ့အမဲပုံစံကိုခြုံကျသွားကြပါတယ်။မြေပြင်ပေါ်ရောက်တော့ပတ်ဝန်းကျင်ကမှောင်မဲနေတာပါ။ဖလင်ဟာမုံဖတ်တစ်ခုကိုမီးရှူတိုင်လုပ်ပြီးလမ်းပြခဲ့ပါတယ်။သူတို့ရှေ့မှာမြင်လိုက်ရတဲ့မြင်ကွင်းကသူတို့ကိုစကားမပြောနိုင်အောင်ဖြစ်သွားခဲ့ပါတယ်။ဒါကမြစ်တစ်စင်းမဟုတ်ပူချေနေတဲ့စီပူမြစ်ကြီးပဲဖြစ်နေတာပါ။ခြေတလားမှားလိုက်တာနဲ့အသက်အန္တရာယ်ရှိနိုင်ပါတယ်။စီပူမြစ်ကိုနောက်ဆုံးမှဖျက်ကျော်ခဲ့နိုင်ခဲ့ပြီးနောက်မှာတော့လှုပ်ရှားနေတဲ့ကြက်ကန်းကြီးတစ်ခုနဲ့တွေ့ခဲ့ပြန်ပါတယ်။အဲ့ဒီကြက်ကန်းက brand ကိုတလုံကြီးတဲ့မျိုးချလိုက်တာပါ။ brand တော့သွားပြီးလို့သူတို့ထင်ခဲ့ပြီးနဲ့အန်အောစရာကောင်းတာကသူဟာကြက်ပိုင်းထဲမှာရုံးကန်နေတော့မှာပဲ။သူကကြက်ကန်းကိုအစီမချမ်းအောင်ထိုးချိန်ပြီးကြက်လူမြန်ကြက်အထီးပြောင်းလဲသွားခဲ့တာပါ။သူကကြက်ကန်းတွေကိုတယောက်တည်းရင်းစားရင်နဲ့စက်ကိုမြန်မြန်သွားပိတ်ဖို့ဖလင်ကိုပြောခဲ့ပါတယ်။ဖလင်ဟာအစားအစာထုတ်လုပ်တဲ့စက်ရဲ့အနှစ်သားထဲကိုရောက်သွားခဲ့ပါတယ်။
ဆက်ကသူ့ကိုမြင်သွားပြီးပြောင်းဖို့အမြောက်နဲ့ဖိခတ်ပေမဲ့ကန်ကောင်းစွာနဲ့သူဟာဟော့ဒေါ်ထဲကိုအချိန်မတိုင်ပုံးလိုက်လို့မြင်သွားမခဲ့ပါဘူးအခွင့်အရေးရပြီးဖလင်းဟာအရေးရပစွန်တကောင်ကိုဒိုးနာတစ်ခုနဲ့ချိတ်ပြီးတစ်ဖက်ကိုကူးသွားပါတယ်သူဟာအစားအစာဆက်ကိုတင်းတင်းကြပ်ကြပ်ဖတ်လိုက်ပြီးစက်ပိတ်မဲ့စနစ်ပါတဲ့ USB drive ကိုအမြန်ဆုံးထူးထည့်လိုက်ပါတော့တယ်ဒါပေမဲ့မမျှော်လင့်ပေးနဲ့သူက USB drive မှာယူခဲ့မိတာပါမဖြစ်နိုင်ဘူးအဲ့ဒီအချိန်မှာပဲသူကသူ့ကိုယ်ပိုင်ဖက်နှက်တွေကိုမြင်သွားခဲ့ပါတယ်နီးလန်းရှိပါပြီပေါ့မိုးရွာရင်အပေါ်အင်ဂျီဝိရတယ်လို့ပဲငါမှဖျန်းလို့ရတဲ့ဖက်နှက်တွေရှိတာပါဆိုပြီးတော့ပေါ့ဖလင်ဟာကဘာကိုကယ်တင်လိုက်ပြီးနောက်ဆုံးမှာတော့သူ့အဖေရဲ့အတိအမဲ့ဖြူကိုရရှိခဲ့ပါတော့တယ်ငါသားကိုငါချစ်တယ်ဆိုတဲ့စကားကိုကြားလိုက်တဲ့အခါဖလင်ကလည်းကျွန်တော်လည်းအဖေကိုချစ်ပါတယ်လို့ပြန်ဖြုတ်ခဲ့ပါတော့တယ်